အားလုံးပဲမင်္ဂလာပါရှင် Chili's Kitchen ကနေကြိုဆိုလိုက်ပါတယ်။ခုရဲ့ရာသီတုကတအားပူတော့ထမင်းစားပြတ်နေတဲ့လူတွေရှိကြလား။မေပူပူမှာထမင်းစားမြင်စီဖို့အတွက်ဒီဟင်းလေးကိုလိုက်ချက်စားကြည့်နော်။လိုအပ်တဲ့ပစ္စည်းတွေကတော့ငါးစီတရက်တီကြက်သွန်နီကြက်သွန်ဖြူငရုတ်သီးမောင်ငပီငရုတ်သီးစိမ်းတို့ပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ရေတီချစီထားတဲ့ငါးကိုအရသာနေပါမယ်။နနွေးမုံထဲမယ်။ပြီးရင်တော့အချိုမုံဒါမှမဟုတ်အသားမုံထဲပါမယ်။ပြီးရင်စားအနှင်းငယ်ထည့်ပြီးတော့တီချာလေးနှံ့ဆက်အောင်စုပ်ပြီးတော့နေပါမယ်။ပြီးရင်တော့အရသာပုံဝင်စီရန်အတွက်တနားရီလောက်အသားကိုတီချာလေးနှံ့ပြီးထားပါမယ်။အသားနှံ့ထားတဲ့အချိန်မှာပဲကြက်သွန်ဖြူကြက်သွန်နီနဲ့ငရုတ်သီးမုံကိုရောပြီးတော့ချောင်းပြီးထားပါမယ်။ခုဆိုရင်တော့စပြီးတော့ချက်ပါတော့မယ်။အိုးပူလာပြီဆိုရင်စီရင်ထည့်ပါမယ်။ပြီးရင်တော့ခုနကကြက်သွန်ဖြူကြက်သွန်နီငရုတ်သီးမောင်ရောပြီးထောင်းထားတဲ့ဟာထည့်ပါမယ်။ပြီးရင်တော့အနည်းငယ်စီလေးတက်ပြီးလိုက်ပါမယ်ရှင်။ပုံမွေးသွားအောင်လို့ငပိလေးပါစီတက်တဲ့အထည်ကိုထည့်ပြီးပါမယ်ရှင်။ပြီးရင်တော့ခုနကအရသာနေထားတဲ့ငါးကိုထည့်ပြီးတော့အနည်းငယ်လေးလုံးပြီးပါမယ်ဒီနေရာမှာတော့ငါးလေးတွေမကြေစေရန်အတွက်သတိလေးထားပြီးတော့မှုပြီးရပါမယ်အနည်းငယ်လုံးပြီးသွားပြီဆိုရင်တော့ရှည်ထည့်လို့ရပါပြီရှည်ဆူလာပြီဆိုရင်တော့ငါးငပြားရဲ့အနှင်းငယ်ထည့်မယ်ပြီးရင်အသားမှုန်ထည့်မယ်ပြီးရင်တော့တရက်သီးလေးတွေကိုထည့်ပြီးတော့အဖုံးလေးအုပ်ထားပေးပါမယ်ရှင်ချက်ခါနီးချင်းရောက်ရင်တော့ငရုတ်သီးအတောင်လေးတွေကိုထည့်ပေးပါမယ်အဆက်ကြိုက်တဲ့သူတွေကတော့ငရုတ်သီးလေးကိုချမ်းပြီးတော့လေးထည့်နိုင်ပါတယ်ခုဆိုရင်တော့နွေရာသီနဲ့အရန်ကိုလိုက်ဖက်တဲ့ငါးတရက်သီးချက်လေးရပါပြီဗီဒီယိုလေးကိုကြည့်နေတဲ့တဲ့ဆိုရင်တော့ like subscribe လုပ်ခဲ့ပြီးဖို့မမေ့ပါနဲ့နော် page ကလေးကိုလည်းဘန်းမကြည့်ရင် follow ပေးတော့ပါအောင်ရှင်ကြည့်ရှုအားပေးကြတဲ့လူတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်